တောက်ဖို့ချင်းရောက်ပြီပြောဆေးကိုလည်းပုံမှန်တောက်အစားကိုလည်းပုံမှန်စားပြောစကားလေးနားထောင်ရမယ်နော်ဆရာပြောသလိုကိုယ်တောင်မှုတွေခံယူရလို့ရှိရင်သမီးပြန်ကောင်းလာနိုင်လားဆရာ သမီးရဲ့သွေးကင်ဆာအမျိုးအစားဆေးစစ်ချက်တွေကြည့်တဲ့အခါကျတော့လေနည်းနည်းဆိုးတယ်သမီးလုံးဝပြန်ကောင်းသွားရမယ်လို့ဆရာတော်အာမခံချက်မပေးနိုင်ဒါပေမဲ့သမီးကင်ဆာရဲ့သဘာဝဝေဒနာခံစားမှုတွေတက်တာအောင်လို့တော့ဆရာတတ်နိုင်ဆုံးခုပေးပါမယ်ဟုတ်ကဲ့ဆရာကျေးဇူးတင်ပါတယ်လောက်ဆိုလို့ရှိရင်သမီးနားလည်ပါပြီကဲမို့ဆရာရဲ့တက်ရှင်ရတဲ့ဒီကာလအတွင်းမှာချစ်ချင်တာလေးလှုပ်ချင်တာလေးလှုပ်ပြီးတော့ဘဝရဲ့နေဝင်ချိန်ကိုသမီးပြင်ဆင်ထားလိုက်ပါမယ် ကံကောင်းပါစေသမီးရဲ့ good luck ဟဲ့ဘာလို့စိတ်ညစ်နေရရောဒါလေးပတ်ထားဒါလေးကကံကောင်းစီရဲ့အဆောင်လေးဒါလေးတက်ထားလို့ရှင်အမြဲတမ်းကံကောင်းတယ်မကြဟဲ့ဘာရင်းနေလဲမတောက်ဘူးလားစိုးပါဘူးတောက်နိုင်တာပဲဆက်လိုက်ကြတော့တောက်တတ်တယ်ပေါ့ဒီလိုပါပဲတခါတလေပေါ့စိတ်ခံစားချက်တွေမွန်းကျက်လာလို့တောက်ဖြစ်သွားတာဒါပေမဲ့ဘယ်လိုခေါ်လဲစီစီ Snow ပါ Snow အဲ့ဆို no လို့ခေါ်လို့ရတာပေါ့ဒါပေါ့ကံဆိုးခြင်းတွေရောကံကောင်းခြင်းတွေရောမမျော်လင့်ပဲရောက်လာခဲ့ရပါကံကောင်းစီရဲ့ဆောင်းလေးကနေပြီးတော့ကံကောင်းမှုတွေတကယ်ပဲပေးလားဆိုတော့ရေရမသိတော့ပါဘူးသစင်တယောက်စီကနေပြီးတော့ဘဝမှာပထမအောင်
ဦးဆုံးအရင်နှီးဆုံးနဲ့နှွေးထွေးမှုတွေရခဲ့ရပါဘာဖြစ်ပါသူနဲ့တွေ့ဆုံဝင်ပေးရဲ့လောကကြီးကိုချစ်စစ်တင်ပါတယ်သူပြနာမှရှိနေလို့လေဒီခက်ခဲချမ်းတမ်းလာတဲ့ခီးကိုအကောင်းဆုံးချပြနိုင်မယ်လို့ယုံကြည်ပါတယ်မဆေးစစ်ချက်ဖြေလာပေးတာပါဗျ อ๋อโอเคစပါဘာကြည့်နေရလဲ ဘာမှမဟုတ်ဘူးဘိုက်ဆိုင်လိုက်မလား ဒါအောင်နော် ဒါကနော်ခမန်းအဲ့တော့ညဘက်တွေစောအိတ်လို့ပြောတာပြရနေတာရှိတယ်ညလည်းလည်းလေးစီးတာတကယ်တော့သူပေးခဲ့တဲ့ခေါင်းစည်းချိုးလေးကတမန်ခေါင်းစည်းချိုးလေးတစ်ခုတတာပါပဲကန်ခေါင်းစီရဲ့ဆောင်းဆိုတာကလည်းစိတ်ကုံကတစ်ခုဖြစ်စေချင်အောင်ပါကိုတော်ကန်ခေါင်းစီရဲ့ဆောင်းလေးဆိုတာတဲ့သူခုပင်နိုင်ရောက်လာတာကန်ခေါင်းချင်းနဲ့ယူဆောင်လာပြီးနေတယ်လို့ပါပဲကဲခမပဲမယ်စီးရတော့မလို့ရောရအောင်သိပါပေါ့အရင်ပြောကောင်းတယ်များခေါ်ပါလိုက်ချင် စီခေါ်လို့ရှိရင်ပြလိုက်ပါရနော် လိုက်ပါ စမ်းမကဲ ဟုတ်တယ် ကဲစိတ်တောက်ဖို့ချိန်ရောက်ပြီစိတ်တောက်လိုက်အောင်ပြီးရင်အိတ်တော့နော် စကမ်းတော့ချင် မသွားလို့မရဘူးလေမနေ့ပြန်ဆရာဝန်နဲ့ပွိုင်းမယူထားတာနောက်လိမ်မှာမနေ့ပြန်စေးကန်းအပြင်ကြလို့ရှင်မလာရှောင်းကုန်ချင်မဟုတ်ပြီလားကဲအိတ်တော့ ပြီးရအားစကတိနော် ကတိအိတ်တော့good night good night
ပြန်ဆောင်ပြီးအတင်းထားတဲ့အချိန်တွေကုန်ဆုံးလိုက်ချင်ပြီဘလောက်ပဲပြင်မှန်းနေပါစေနားမှာရှိနေတဲ့အချိန်လေးမှာတော့မုန်းချက်စရာအချိန်တွေကိုခဏလောက်မေ့ထားလိုက်ချင်တယ်တစ်ချိန်မှာဝေးကြရမယ်ဆိုတာတည်တည်ရဲ့နဲ့ရှေ့ဆက်နေရရဲ့လန်ကီတစ်ခုရဲ့အဆုံးသတ်မှာတော့အကောင်းဆုံးတူဖြတ်တန်းခဲ့ရတဲ့အမတ်တရားတွေတူတူရှိခဲ့ကြတဲ့အချိန်တွေကကံကောင်းစေခဲ့တဲ့ຢာတွေလို့ပြောလို့ရမှာပေါ့လေဘာကြောင့်မဖြစ်လေနောက်ဆုံးချိန်တွေအထိအတူတူအကောင်းဆုံးဖြတ်ကျော်ကြဖို့ပဲမျှော်လင့်ပါတယ်ဟယ်လိုနိုးပြီလားထားတော့လေစီးကန်းသွားရတော့မယ်ထားရေမိုးချုပ်ပြီးစောင့်နေလိုက်နော်စီးလာနေပြီအခုထားလိုက်တော့မယ်နော်ပြီလားဟဲ့နိုးဘာဖြစ်လာလဲနိုးအဲ့လိုမစနဲ့ဟာနိုးရေထားအောင်လို့စိတ်ကသွားရမလဲနိုးနိုးအဆင်ပြေရလားခဏဆောင်နေနော်ဒီဆောင်တော့ခေါ်ပေးမယ်နော်စစ်ခိုင်းတာလားရပြီပေါ့ ဟုတ် ဒီနေ့ကတော့ဘလို့ဖြစ်နေလဲမသိဘူးပေါ်တော့ကလည်းဒီပုံစံမျိုးပဲသမီးရဲ့ယောဂအခြေအနေကနည်းနည်းလေးဆိုးတယ်သမီးဒီစစ်ချက်တွေကလည်းပဲနည်းနည်းလေးဆိုးတယ်အကြောင်းပြောပြတာပဲဟုတ်ကဲ့ဆရာဒါမှမဟုတ်စိတ်ထဲမှာကြမှာလည်းသမီးရဲ့ဟုတ်ရပါရဲ့နော်အားမငယ်ပါနဲ့ဒီယောဂမျိုးကြီးတွေဆိုတာခြေလေးနည်းနည်းဆိုးရင်တော့
လုံးဝပျောက်ကင်းဖို့တော့မလွယ်ဘူးပေါ့ကွယ်ဒါပေမဲ့အတတ်နိုင်ဆုံးအသက်သာဆုံးဖြစ်အောင်ဆရာကုပြပါမယ်တမီးဟုတ်လားဘွားရခုလုံးပြိုပြတ်သွားခဲ့သလိုပါပဲ ဒါလေးကကံကောင်းစီရဲ့အဆောင်လေးဒါလေးတက်ထား ရဲတူတူရှိကြပြီလို့ဒီပေးခဲ့ကြလေဟုတ်တယ်တဲ့ထားခဲ့ရလေ စီစီ ပြောပါဦးကိုကဆုံးခဲ့ဆိုင်ဖို့နဲ့ချစ်တဲ့ဖို့အမြဲပြောနေပြီးတော့ ဘယ်လို ကဲဟုတ်တော့ကောင်းဆက်ဆက်တက်သွားပဲနော်ဘာလို့တယောက်တည်းနားကျင်စရာတွေကိုချိတ်ခံစားပြီးတော့အလုံးများနေခဲ့ရလဲစစ်စစ်ရဲ့ကောင်းချင်နေကြပေးပြီးတော့ကဆိုးချင်နေကိုဘာလို့ခုံယူသွားလဲချိန်နေတာတရားခဲ့မယ်ဆိုရင်နာကျင်စရာရောပြောရှင်စရာရော ရဲပြောပါဦး နာကျင်တယ် ကောင်းလိုက်ချင် ဒီခေါ်လို့ရှိရင်ပဲပြစ်လိုက်ပါရနော် လိမ့်ပါ စမ်းမယ် ကဲထားကြ
ရက်တစ်တည်းဘယ်သွားမလို့လဲ ရန်အေးချင်းတဲ့နေရာလေးတစ်ခုတောင်းလို့ပေါ့ နို့တယောက်တည်းထားခဲ့ရမလို့လား စီစီ